မင်္ဂလာပါရှင်ကျမအခုဖတ်ပြပေးမှာတော့ဆရာမကြီးနုနုရီအင်းဝရေးသားခဲ့တဲ့ထားခဲ့ပါဆရာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရဲ့ရှင်အိယာကနုံချင်းမျက်လုံးနှလုံးကိုဖြတ်ခနဲဖွင့်လိုက်တာနဲ့ကျမနှာခေါင်းထဲကိုဂေါ်သစင်ပန်းနဲ့တိုးဝင်လာတယ်လက်ဆက်တင်းပြတ်တဲ့အနက်ကြည်နူးချမ်းမြေ့စေတဲ့အနက်အိယာတွေကနေကျမလူးလဲထပြီးခေါင်းရင်ပရင်ပေါက်ကိုဖွင့်လိုက်တယ်။အိုးကြည်စံဂေါ်သစင်တွေအများကြီးပွင့်နေပြီ။နေတောက်ထားတဲ့ဂေါ်သစင်တွေအစိုးလိုက်အခဲလိုက်မကြီးပင်မှာຫນွယ်တက်ပြီးပွင့်နေလိုက်ကြတာတိတ်လာတာပဲဂေါ်သစင်ကိုကျမကြိုက်တယ်။ခွေထိုးပြီးတကောင်းလုံးဖုံးနေအောင်ကျမကပန်တာသူများတွေပန်သလိုရင်ယုံလေးတစ်ခက်နှစ်ခက်မပန်တတ်ပါဘူး။ဘလို့ပဲပန်အေးသင်းတဲ့ဂေါ်သစင်တွေကိုကြည့်ရတာကျွန်တော်သိစိတ်ချမ်းသာတာပဲတဲ့။ရင်ထဲမှာတသိမ့်သိမ့်လှုပ်ရှားရင်ကျမသူ့ကိုတရိယာလာမိတယ်။ပါဝါမျက်မှန်အောက်ကမျက်လုံးမိုင်းမိုင်းတွေလုံကြီးအစိမ်းအင်ကြီးအဖြူတိုက်ပုံမီကိုရောင်တဲ့သူ့ဟန်ပန်အေးတစ်ကိုချစ်တယ်ဆိုတဲ့ဆရာရဲ့ဆရာတို့ပညာတတ်တွေဟာတိတ်ပြီးတော့စကားပြောတတ်တာပဲနော်။သူတစ်ပါးကြည်နဲ့အောင်တိတ်ပြောတတ်တာပဲ။တကယ်တော့ဆရာပဲပြောတာမဟုတ်လား။ဘာလို့အများကြီးပန်တာလဲရင်တစ်ခက်နှစ်ခက်ရင်ယုံလေးပန်ပါလားဆိုတဲ့စကားလေးအေးတစ်တို့ကပညာမတတ်တဲ့ဈေးတယ်တော်ကြီးစကားအလားစင်တာမစင်တတ်ဘူးဟင်းအင်းကျမကတကောင်းလုံးဖုံးနေအောင်ပန်းရမှကျင်းနေတာလို့ပြောတော့ဘလို့ပဲပန်အေးသင်းနဲ့ဂေါ်သစင်တွေကိုကြည့်ရတာကျွန်တော်သိစိတ်ချမ်းသာတာပဲတဲ့လေတကယ်တော့ဆရာပဲပြောတာမဟုတ်လားဘာလို့အများကြီးပန်တာလဲရင်တစ်ခက်နှစ်ခက်ရင်ယုံလေးပန်ပါလားဆိုတဲ့စကားလေးအေးသင်းတို့ကပညာမတတ်တဲ့ဈေးတယ်တော်ကြီးစကားအလတစားမစင်တတ်ဘူးဟင်းအင်းကျမကတကောင်းလုံးဖုံးနေအောင်ပန်းရမှကျင်းနေတာလို့ပြောတော့ဘလို့ပဲပန်အေးသင်းနဲ့ဂေါ်သစင်တွေကိုကြည့်ရတာကျွန်တော်သိစိတ်ချမ်းသာတာပဲတဲ့လေဆရာကိုစကနိုင်လို့ဖို့မလွယ်ပါလားဆရာရဲ့ပြီးတော့ဆရာကိုညင်းပယ်ဖို့လဲကျမမှမလွယ်လာပါလားအုံနောက်နဲ့စဉ်းစားမိရင်တော့ကျမမညာပါဘူးဆရာကိုကျမသိညင်းချင်တာပဲဆရာတို့ကသားမီးနှစ်ယောက်ထဲပေးမဲ့ဘာစည်းပွားရေးမှမရှိဘူးဆရာလာကကလေးနဲ့သားမီးနှစ်ယောက်ရုန်းကန်နေရတာမူလတန်းပြဆရာတယောက်ရဲ့လှကဟာဘလောက်ဆိုတာလဲကျမသိတာပေါ့ဆရာကျမကတောမြို့ကလေးရဲ့ဈေးထဲမှာအထက်ဆိုင်တစ်ဆိုင်နဲ့လူတူဆိုပေမဲ့ဒီဆိုင်ကကျမတယောက်ထဲပိုင်တာမှမဟုတ်ဖဲမိဘနဲ့ညီကောင်မောင်နှမပိုင်လေဆရာကိုယူရင်ဈေးအောင်တတ်တာတစ်ခုတည်းနဲ့ဆရာနောက်ကိုလိုက်ခဲ့ရမှာဆရာကကျမကိုဘယ်အရင်ဒီထုတ်ပေးနိုင်ပါမလဲနော်ဒါပေမဲ့ဆရာနှလုံးသားနဲ့စဉ်းစားမိရင်တော့ကျမဟာဆရာကိုဘယ်လိုပြောမလဲဟိုရင်စစ်တဲ့အဆင့်ထိတော့မဟုတ်သေးပါဘူးတိတ်တော့တနာနေမိတယ်ဆရာပြီးတော့ရင်ကြေးဆက်ဆန်တတ်တဲ့ဆရာကိုလည်းခင်တယ်နောက်တစ်ချက်ကပွန့်ပွန့်လင်းလင်းပြောရရင်10တန်းအဆင့်ကနေမတက်နိုင်ခဲ့တဲ့ကျမဟာစာဘေးစာယူနောက်ဆုံးနဲ့တက္ကသိုလ်ကျောင်းသားလည်းဖြစ်ကျောင်းဆရာတယောက်လည်းဖြစ်တဲ့ဆရာကိုအထင်ကြီးတယ်ဆရာတကယ်ပြောတာကျမကိုဝိုင်းပိုးနေကြတဲ့ဆိုင်နာနီချင်းစမ်းတဲ့လူပြိုကြီးတို့ရွှေဆိုင်ကမုတ်ဆိုးဘိုကြီးတို့ထက်ဆရာကိုကျမအထင်ကြီးတယ်မနေ့တိုင်းကျမဆိုင်ရှိကနေတာမီနှစ်ယောက်စာဈေးအိတ်လေးနဲ့ဖြတ်သွားတဲ့ဆရာကိုကျမတနာနေမိတတ်တယ်။နွမ်းနေတဲ့ဆရာတိုက်ပုံရဲ့ကော်လန်အနားတွေဖွာစားပြုနေတဲ့ဆရာအင်ကြီးရဲ့ကိုကျမအမှတ်ထားမိပြီးကျမအထဲဆိုင်ကတိုက်ပုံစာရောင်စုံနဲ့အဖြူစမျိုးစုံကိုစိတ်ကူးနဲ့ကျမချုပ်ပေးခဲ့ဘူးတဲ့ဆရာ။ခက်ပါတဲ့ဆရာရဲ့ကျမတက်ပြင်းရှိုင်လိုက်မိတယ်။ဟဲ့ခုမှသတိရတဲ့အေးတစ်ကိုတွားကြည့်လိုက်ကြစမ်းပါ။နေမကောင်းရင်လားလို့ညာကတော့အဖျားမရှိတော့ပါဘူးဟဲ့ညီရပါလေအော်အာလူကောင်းနေဒီမဲ့ကျုပ်ကကြက်သွန်ချိန်နေတယ်ဟိုကောင်မလေးမိထွေဟိုမဲစားတပိတ်သာပိုက်ဆံယူလိုက်စမ်းအိမ်ပြင်ဘက်ကုန်းစုံဆိုင်ကအမေအလှုပ်ရှုပ်တန်နဲ့အတူညီမလေးမိထွေရဲ့မမအေးသစ်စီတွားကြည့်ဆိုလို့လဲတွားကြည့်ရသေးတယ်ခါထဲမှာပဲဆိုတဲ့စူအောက်တန်ကိုကျမကြားရတယ်ကျမနိုးပြီးအမေရေးဖျားလဲမဖျားတော့ဘူးစားပေးစားတယ်ကျမကအခန်းပြင်ဘက်အမေစီလမ်းအောင်ရင်ထွက်လာခဲ့တယ်။ခေါင်းအုံဖေးကလက်ပတ်နာရီကလေးကိုလမ်းကြည့်ခဲ့တော့ဆောင်းနာရီက9နာရီတောင်ကျော်နေပြီ။ကျမပြရင်းပေါက်နားမှာအကြကြီးရက်ခဲ့တာပဲ။3ရက်ဖြားထားတဲ့အရှိန်နဲ့ဘိုက်ထဲမှာလည်းတုံရင်ကြီးဖြစ်စားပြူပြီးမိထွေနဲ့အမကိုဆန့်ပြုတ်သွားခတ်ပေးလိုက်အောင်ထားခဲ့အဲ့ဒီချိန်လက်စားကိုကြောင်အိမ်ထဲက9ကြော်လေးလဲယူပေးလိုက်။ဘာလဲမဆက်လာရှိတယ်လေ။ဟိုမှာမမြင်ဘူးလားအတွဲလိုက်ပေါ်မှာပေါ်ရရမိထွေမလာနဲ့ငါဖာသာခက်တောက်နိုင်တယ်ကျမမျက်နှာတင်နေတော့အလုရှုံနေတဲ့အမေကစီမံခန့်ခွဲနေတယ်ကျမတို့အိမ်ကအမြဲအလုရှုံနေတတ်တဲ့အိမ်ဒီနေ့ကဥပုံနေဆိုတော့ကုံစုံဆိုင်ကအလုပိုရှုံနေတယ်
အရင်ဥပုပ်တွေဆိုကျမရောမိထွေရောအမေရောတစ်ချက်မှမနာရဘူးအဖေနဲ့မောင်လေးကတော့ဒီလိုအချိန်အာမကိုရပါဘူးလက်ဖက်ရည်ဆိုင်မှာထိုင်လို့ကောင်းတော့မနေ့တုန်းကဈေးမှာဟိုเจ้าဆရာနှင့်လာမေးသေးတယ်နေကောင်းပြီလားတဲ့မိထွေကကျမကိုဆံပြုတ်ခတ်ပြီးရင်တူတူပြောတယ်ကျမဈေးမထွက်နိုင်တဲ့3ရက်လုံးသူလာမေးရှာတယ်ဆိုတဲ့အသီးနဲ့ကျမရင်တွေလှုပ်ရှားနေမိတယ်မိထွေမရိပ်မိအောင်ဆံပြုတ်ကိုတစုံပြီးတစုံခတ်တောက်နေမိတယ်ဟောအချိန်မှန်မှတ်ခင်လာသမီးလာပြီစွန်းတော်ရီတောင်သွားပြီသူကအခုမှထမင်းချက်မှာဟဲ့ဆံဘယ်နှလုံးလဲပြောတလုံးအမေရဲ့ဘာဟဲ့ဆိုတဲ့အတန်နဲ့အတူကျမရောမိထွေးပါဆိုင်ရှိကပစိုးစုပ်ကလေးကိုင်ရင်ရက်နေတဲ့မက်ခင်လာသမီးလေးကိုကြီးမိကြတယ်ဟဲ့လူက9ယောက်ဆန်းကတလုံးနင်တို့ဘလို့ချက်စားကြမှာလဲအမေကဆန်းတလုံးချိန်ထည့်ပေးရင်မတိတာဆိုးဝါပြောနေတာကိုမိထွေးကကျွတ်ခနဲစုပ်သက်ပြီးအမေကလည်းနော်လူ9ယောက်နဲ့ဆန်းတလုံးဆိုကြတဲ့ကဘာလို့စားမယ်ဆိုတာမသိဘူးလားမက်ခင်လာတို့လင်မယား2ယောက်လုံးအလုံးမရှိတော့တာကိုလည်းသိရသားနဲ့လို့ပြောတယ်ပြီးတော့မက်ခင်လာသမီးလေးနောက်ကိုလိုက်ငေးနေမိတဲ့ကျမဘက်လှည့်လာပြီးနင်အဲ့ဒီဆရာကလည်းဟဲ့စိတ်ညစ်ဖို့ကောင်းတာဘယ်တော့ကြည့်လိုက်ဒီပစိုးနဲ့ဒီတိုက်ပုံကြီးပဲရှုံးမဲ့နေတဲ့မိထွေးမျက်နှာကိုကြည့်ရင်ကျမရင်ထဲမှာကျင်ကနေဖြစ်သွားမိသည်အမြဲတမ်းညိုးနှဲနိုင်လာတဲ့ဆရာကိုကျမမြင်အောင်လာတယ်လူ9ယောက်နဲ့ဆန်တလုံးတဲ့ဆရာတယောက်ကောရင်ဆရာလာခါနဲ့ဟဲ့အေးတဲ့ညီနေကောင်းလို့သွားနိုင်ရင်အဝင်းတို့အမေအတုဘသွားပို့လိုက်အောင်သွားနိုင်မလားမနဲ့ကညီအိတ်နေတော့အဝင်းတစ်ခေါက်လာသေးတယ်ဟုတ်ပါရဲ့အခုမှပဲအမှတ်ရတော့တယ်ကျမကြပြကတိထားရမိသည်ကျမသွားနိုင်တယ်အမေအခုပဲသွားမှာမသွားလို့ဘယ်ကောင်းမလဲအဝင်းနဲ့ကျမကဝလုံးတန်းကလေးကတငယ်ချင်းခုထိလဲဈေးထဲမှာဈေးတူတူရောင်းရင်ခင်ကြတော့အဝင်းအမေကနာရာရှည်ဖြစ်နေရှာတာကျမစဖျားတဲ့နေ့ကဆုံးတာအဝတ်စားအမြန်လဲပြီးစပိန်လေးဆွဲထွက်တော့အမေကပူပန်ပြန်နေညီစပိန်နင်းနိုင်ပါမလားမိထွေလိုက်ဖို့ခိုင်းရမလားရတဲ့အမေကျမနင်းနိုင်တယ်ဆိုပြီးကျမထွက်ခဲ့တယ်အမှန်ကကျမဒီထက်ပိုပြီးအစောကြီးရောက်ရမှာဒါပေမဲ့အဝင်းကကျမထက်ပိုပြီးတွက်ပါတယ်လှုပ်လဲလှုပ်နိုင်တယ်သူတို့မှဆွေအုပ်မျိုးအုပ်လဲတောက်ပါတယ်လေအဝင်းတို့အိမ်ရှိရောက်တော့လူရီတောင်တော်တော်ရောက်နေပြီဒါပေမဲ့အတူပါချမဲ့အချိန်ကတော့စောပါသေးတယ်တစ်ချက်တီးမှချမှာဆိုတော့ခုမှ12နာရီတောင်မထိုးသေးဘူးဟဲ့အေးတဲ့နေကောင်းသွားပြီလားစပိန်တစည်းနဲ့အိမ်ရှိကထွက်လာတဲ့အဝင်းနဲ့ကျမအိမ်ဘဝမှာဆုံနေစပိန်စီးလာရလို့နည်းနည်းမောနေတဲ့ကျမအသက်ပြင်းပြင်းရှူလိုက်ရင်နင်မနဲ့ကလာသေးတယ်ဆိုငါအေးရထားနောက်ကျသွားလို့ဟဲ့နင့်ခုဘယ်သွားမလို့လဲအမေအတွက်မြင်နေရသွားကြည့်မလို့ဘယ်နားမှလဲဆိုတာသိကျင်လို့လေနင်လိုက်ခဲ့မလားနင်တယောက်ထဲလားဟင်ငါမောင်လေးလဲလိုက်မယ်လာပါလိုက်ခဲ့ပါဒီမှာဘာမှလှုပ်เสียရလည်းမရှိပါဘူးကျမခေါင်းငိမ့်လိုက်တယ်အစကမလိုက်ဖဲနေမလို့ပဲဒါပေမဲ့ဘာလို့ရဲမသိကျမစိတ်မှာဖြက်ခနဲအမတ်ရလာတာကဆရာနေရမြို့ပြင်ရက်ကွက်မှာတင်းချိုင်းနာကရက်ကွက်မှာလေဘာလဲ3ရက်မတွေ့ရလို့သူ့ကိုကျမတွေ့ချင်လို့လားမသိပါဘူးသူနဲ့ကျမကဘာဆိုင်တာမှတ်လို့နော်အဝင်းရဲ့ကျမရဲ့အဝင်းမောင်လေးကရှေ့ဆုံးကမြို့ပြင်ဘက်တင်းချိုင်းစီကိုကျမတို့စပိန်နင်ခဲ့ကြတယ်ဟောရှေ့နားမှာဆရာတို့နေတဲ့ရက်ကွက်ကျမရင်ထဲလိုက်ခနဲခုံသွားတယ်ခက်တာကဆရာတို့အိမ်ကိုကျမမသိဘူးအဝင်းလဲဘယ်သိပါမလဲနော်ဆရာတို့ရက်ကွက်ကလွန်ရင်ပဲတင်းချိုင်းအဝင်အဝကိုလမ်းမြင်နေရပြီတင်းချိုင်းအဝင်အဝမှာကလေးတွေတော်တော်များများစုယုံနေကြတယ်အေးသိရေမမကြီးကမဲ့ဆက်ပြားကတော့မလွယ်ကြောပဲဟိုမှာသတင်းရားနဲ့လာဆောင်နေကြတာတွေလေအဝင်းမင်းငေါပြတဲ့မဲညစ်ညစ်ညို့နွမ်းနွမ်းကလေးတွေနဲ့မိမတချို့ကိုကြည့်ပြီးကျမရင်ထဲမကောင်းဘူးအဝင်းတို့မမကြီးသူ့အမေရဲ့ကုသိုလ်အဖြစ်ကမ်းမဲ့ဆက်ပြားတွေကိုသူတို့နှစ်ခါသုံးခါပြန်ဝင်ယူကြမယ်ပြီးတော့ရောင်းစားမယ်ရောင်းစားလို့ရတဲ့ပတ်စံနဲ့သူတို့ဆောင်ဝယ်ကြလိမ့်မယ်အရင်တုန်းကထက်လူတွေပိုများလာတယ်လို့ပဲကျမတို့တင်းချိုင်းထဲဝင်ခဲ့ကြတော့တင်းချိုင်းထဲကဟိုနေရာဒီနေရာတွေမှာမြေမြုပ်ဖို့နေရာလာကြည့်တဲ့သူတွေနဲ့သူ့ဘာရာဇာတွေကိုမြင်ရတယ်အဝင်းမောင်လေးကဟိုမှာငါပြောထားတဲ့သူ့ဘာရာဇာကြီးလို့လက်ညှိုးထိုးပြရင်ကျမတို့ကိုခေါ်သွားတယ်ဦးကြီးကျွန်တော်တို့အမေမြေနေရာကြည့်ကြလို့ဘယ်နားမှာလဲသူ့ဘာရာဇာဦးကြီးကကျမတို့တွေကိုခက်အေးအေးကြည့်တယ်နာမီပြောလေကွာဒီနေ့မိန်းမ2ယောက်ရှိတာကွအဝင်းစီကဒေါ်သိန်းခင်ဆိုတဲ့အတန်တူတူလေးထွက်လာတယ်။အော်ဒေါ်သိန်းခင်လားဟ
ဟောဟိုနာမှာလာလေးလိုက်ပြမယ်ကျင်းတောင်တူပြီးလူနေပြီအဝင်းမောင်လေးကအိတ်ထောင်နဲ့လက်နိုင်ပြီးဦးကြီးကိုကျင်းတူကမပေးရသေးဘူးရော့ဦးကြီးပြောထားတဲ့90နော်အေးပါသူ့ဘာရာဇာကြီးကငွေ90ကိုမမှုသလိုလက်ထဲကင်လာတယ်နည်းနည်းရှောက်မိတာနဲ့တူးထားတဲ့မြေစာပုံတစ်ပုံကိုလမ်းမြင်ရတယ်သူ့ဘာရာဇာကြီးကမင်းငေါ်ရင်အဲ့ဒါဘဲကွာတဲ့နေရာလေးကကောင်းပါတယ်ကုန်းမြင့်မြင့်လေးပေါ်မှာကျင်းကိုတွက်ကြည့်ဦးမလားလာလီကျင်းကပြီးလောက်ပါပြီငါကောင်တွေကိုပတ်စံပေးရအောင်မဲကွအဝင်းကကျင်းကိုမကြည့်ကျင်တာနဲ့မြေစာပုံနားမှာပဲကျမတို့ရက်ကြတယ်သူ့ဘာရာဇာကြီးကပေါက်တူးနှစ်လက်ကင်ပြီးကျင်းထိတ်မှာရက်နေတဲ့လူနှစ်ယောက်စီသွားတယ်လက်ထဲကင်ထားတဲ့ပိုက်ဆံ90တဲက20ကိုသူ့အိတ်ထဲထည့်တယ်ဟိုလူနှစ်ယောက်ကိုတစ်ယောက်30စီပေးရင်ကျင်းထဲကိုလည်း10တန်တရွက်လမ်းချပေးတယ်ပြီးတော့ကျင်းထဲလက်လန်းပေးရင်သူ့အတန်ကြဲကြဲကြီးနဲ့တဟာဟာရင်နေသေးတယ်သူ့ဘာရာဇာကြီးရဲ့လက်ကိုခိုးတွယ်ပြီးကျင်းမော်ကိုလူတစ်ယောက်တက်လာတယ်အိုးဖះကြီးကျမတို့ကိုကြောပေးပြီးစကားပြောနေတဲ့အဲ့ဒီလူဟာမြေကြီးတွေပေးကြံနေတဲ့အယောင်လွင့်လွင့်ပစိုးစိမ်းစုပ်ဖွာနေတဲ့အင်ကြီးအဖြူမဟုတ်ဘူးကျမရင်တွေတဒိတ်ဒိတ်ခုန်လာတယ်အားကိုးရတစ်ခုကလိုအဝင်းလက်ကိုကျမတုံရင်လမ်းဆုပ်လိုက်တုံးပါပဲသူအဲ့ဒီလူကကျမတို့ဘက်ကိုလမ်းကြည့်လိုက်တယ်ဆရာအိုးဒီခဏကိုကျမဘယ်လိုလုပ်မိတ်နိုင်ပါတော့မလဲချွေးတွေနဲ့မြေကြီးတွေရှက်ချင်းနဲ့နာကျင်ချင်းတွေရောနော်ပေါင်းဆက်ပေးချင်နေတဲ့မျက်နှာမြေကြီးတွေစွန်းထင်းနေတဲ့ပစိုးစိမ်းနွမ်းနဲ့အင်ကြီးဖြူနွမ်းပြီးတော့ပေါက်တူးကိုတင်းကြက်ဆုပ်ကင်ထားတဲ့မြေပြူကိုင်နေကြသူ့လက်ချောင်းတွေသူတွေ့ချင်နေတဲ့ကျမကိုတွေးလိုက်လို့ဖြက်ခနဲဝင်းလက်သွားတဲ့ပါဝါမျက်မှန်အောက်ကမျက်လုံးမိုင်းတွေကိုမြင်လိုက်ရတာကခဏလေးရဲ့ခေါင်းကိုအမြန်ငုံချရင်သူထွက်သွားခဲ့ပြီဆရာရဲ့ကျမနှလုံးသားတွေပေါက်ထွက်လို့မတက်ခုန်နေပါတယ်ဆရာကျမလေးဆရာကိုချစ်တယ်ဆရာတိတ်ချစ်ပါတယ်ဒါပေမဲ့ကျမတိတ်ဝမ်းနေတယ်ဆရာတိတ်ငိုချင်တယ်ကျမငိုပါရစေနော်နုနုရီအင်းဝပေဖူးလွန်မဂ္ဂဇင်း1990နိုဝင်ဘာကျမဖတ်ပြပေးတဲ့ထားခဲ့ပါဆရာဆိုတဲ့ဝတ္ထုတို့တွေကတော့ဒီတွေပဲပြီးဆုံးလို့သွားပါပြီရှင်